နမနဆက်ခေါ်ထိုင်ကုန်စာရေးသူမင်းသိဆက်မြကြီးနားမြို့ရဲ့ညာဘက်ကားကစုညောပလောရိုက်နေရဲ့မိုးကတဲတဲမဲမဲရွာချနေတာမို့မိုးဆက်တွေကကားဂိတ်အမိုးတပြားတွေကိုအဆက်မပြတ်ရိုက်ခတ်နေတယ်ကားကြီးတွေရဲ့အင်ဂျင်နှိုးထားတဲ့အတန်တွေဈေးတွေရဲ့ကျေလောင်တဲ့အော်တန်တွေကမိုးတန်နဲ့ရောထွေပြီးနားကွက်မတက်ဆူညံ့နေတယ်ခရီးတွေကမိုးကအင်ကြီးတွေထီးတွေကိုစီနဲ့ကိုစီရမဲ့ကားစီကိုအပြေးလွှားသွားနေကြတယ်ကျွန်တော်လက်ထက်ကခီးတော်အိတ်ကိုတင်းတင်းဆုပ်ကိုင်းရင်ရှုံးပွက်တွေထနေတဲ့ကားဂိတ်ကျမ်းပြည်ကိုရှောင်ကွင်းနှင်းပြီးမန္တလေးကိုသွားမယ်အဝေးပြမှန်လွန်ကားကြီးစီကိုရှောက်လာခဲ့တယ်မန္တလေးကားတော်မယ်ခင်ဗျာခီးတွေနေရာယူပေးပါကားစပယ်ယာကမိုးရည်ဒီဆိုရှယ်နေတဲ့စပင်ကိုလက်နဲ့တက်တည်ရင်អော်ပြောတယ်ကျွန်တော်ကားပေါ်လှန့်တက်လိုက်တယ်ကားထဲမှာခီးတွေအပြည့်နေပါရောက်နေကြပြီအဲကွန်အေးတက်ကရေဆိုနေတဲ့အင်ကြီးကိုလာရိုက်ခတ်တော့တကူလုံးအိတ်စိတ်သွားတယ်လူတွေကကိုယ်ထိုင်ကုန်အပေါ်ကအစင်တွေမှာပစ္စည်းတွေအတင်းထိုးသိပ်တင်နေကြတော့လူသွားလိုက်ချင်းချင်းလေးတွေမှာတိုးဝေပြီးသွားနေရတယ်စကားပြောတဲ့တွေကလေးငိုတဲ့တွေပလတ်စတစ်အိတ်တွေပွတ်တိုက်တဲ့တွေကကားအတွင်းကလေးထဲမှာဆူညံနေတယ်အလုပ်ကိစ္စနဲ့မြကြီးနားကိုတပတ်လောက်လာရတာပြမဲ့လို့အခုချိန်မှာထိုင်ကုန်ပေါ်ကိုရောက်တာနဲ့မျက်လုံးမိတ်ပြီးအိတ်ပြစ်လိုက်ခြင်းနဲ့စိတ်ပဲရှိရောရဲ့ဘောင်းမီအိတ်ကလေးကကားလက်မှတ်ကိုထုတ်ကြည့်လိုက်တယ်ခုနမတ်20ခုလို့ရေးထားတယ်ကားရဲ့နောက်ဆုံးတန်းမရောက်တယောက်နေရဖြစ်တယ်လူကားလန့်တိုင်းတဖြည်းဖြည်းတိုးဝင်လာရင်နံပါတ်တွေကိုလိုက်ကြည့်လာခဲ့ကားနောက်ပေါင်းကိုရောက်လေအလင်းရောင်ကနည်းနည်းပုံမိန်သွားလေပဲလို့ခံစားရတယ်ခေါင်းပုံကမီးချောင်းအဖြူရောင်တည်းကရှေ့ပိုင်းမှာလင်းထိန်နေပေမဲ့နောက်ပိုင်းမှာတော့မီးရောင်ကနည်းနည်းအားပြောနေရဲ့နံပါတ်20ခုကိုတွေ့တော့ကျွန်တော်တပြင်းချလိုက်မိတယ်သတင်းပေါက်ပေးခုဖြစ်တယ်ကံကောင်းတာကကျွန်တော်ဘေးကနံပါတ်28မှာဘယ်သူမှမရောက်သေးဘူးလွတ်နေရဲ့ကျွန်တော်ဂျိုးဝိတ်ကိုပေါ်စင်မှာတင်လိုက်ပြီးထိုင်ကုန်မှဝင်ထိုင်လိုက်တယ်။တရေထိုင်ကုန်ကအေးဆဲဆဲဖြစ်နေပြီးရေစက်ချို့တောင်ကျန်နေသေးလို့လက်နဲ့အသားအရာဖိထုတ်ပြလိုက်ရတယ်။ကားမဲ့သတင်းပေါက်ကအပြင်ဘက်ကိုလှန့်ကြည့်လိုက်တော့မှန်ပေါ်မှာရင်ငွေတွေဆိုင်နေလို့ဘာမှတက်တက်ကွက်ကွက်မမြင်ရဘူး။မိုးပေါက်တီကမှန်ချက်ကိုစက်မပြတ်လာရိုက်နေရဲ့။ရိုးတရဲ့ကားကြီးကတိတ်ငင်နေတုံသွားရဲ့။အင်းကြီးကိုအရှင်တလိုက်တဲ့အတန်းကျမ်းမြေကနေတဆင့်ကျွန်တော်ခြေပွားလေးစီတိုက်ရိုက်ရောက်လာရဲ့။လက်စောပရိဖြုတ်တဲ့ထွက်လာပြီးကားကနောက်ကိုနည်းနည်းဆုပ်ကားဂိတ်တွေကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်။ကားရှိမှမှာတက်ထားတဲ့ဝိုင်ပါအကြီးနှစ်ခုကမှန်ကိုပုတ်တိုက်သွားတဲ့အတန်းတကြီးကြီးကမိုးတန်နေတဲ့ခြားထဲကနေခက်မှန်မှန်ထွက်ပေါ်နေရဲ့။ဘေးကုံကလွတ်နေတော့ပဲမန္တလေးရောက်တဲ့အထိဒီခုံလွတ်သွားရင်ကောင်းမယ်လို့စိတ်ထဲကနေတိတ်တိတ်ကလေးဆူတောင်းနေမိရဲ့။ဒီလိုတောက်တက်တောင်စင်လန်းတွေမှာဘေးမှာလူတယောက်ထိုင်လိုက်လာရင်အိပ်ရတာတိတ်ပြီးတက်တောင်မဖြစ်ဘူး။ကားကမြို့ပြည်ကိုရောက်လာတာနဲ့အမျှလမ်းမပေါ်မှာလမ်းမီးတိုင်တွေနေပါသွားပြီးပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မိုက်လာရဲ့။ကားရင်တန်းကပို့ပြီးကျေလောင်လာရဲ့။ကားပေါ်ကခီးတွေရဲ့စကားပြောတဲ့နေရာတဖြည်းဖြည်းတိတ်ဆိတ်သွားကြပြီ။ကျွန်တော်ထိုင်ကုန်ကိုနောက်နည်းနည်းလန့်ချလိုက်ပြီးမျက်လုံးကိုမိတ်ထားလိုက်တယ်။မိုးတန်နေအင်ဂျင်တန်နေဆူညံနေပေမဲ့ခန္ဓာကိုယ်ကပင်ပန်းနေတော့ခဏလေးနဲ့ကျွန်တော်အိပ်ပျော်သွားရဲ့။တန်မာလိုကိစ္စတစ်ခုနဲ့အိမ်ပြန်နှခီးစီတစ်ခုလိုပဲကျွန်တော်ယုံကြည်ထားခဲ့တယ်။ဒီကားပေါ်မှာလူတွေပြည့်ရှိနေရပဲဘာမှစိတ်ပူစရာမရှိဘူးလို့တွေးထားခဲ့တာကားကတောင်တလန်းကိုရှောင်နေပြီဘလောက်ကြာကြာအိပ်ပျော်သွားလဲမသိဘူးကားဘင်းကအချိုင်းခွက်တစ်ခုကိုကြပြီးစောင့်ကန်လိုက်တဲ့အချိန်ကြောင့်ကျွန်တော်လန့်လို့လာရဲ့အပြင်မှာမူးရွာနေတော့မယ်မှန်ချက်ကိုမိုးပေါက်လေးလိုက်ရိုက်တဲ့အတန်တစ်ဖြောက်ဖြောက်ရဲ့ကားရဲ့ရင်တန်ရဲ့အဆူညံနေတယ်တောင်တလန်းကိုကားကတုံဝုံနဲ့ရုန်းကန်ပြီးတက်နေရတယ်ကားတွင်ကမီးတွေအကုန်ပိတ်ထားလို့ပတ်ဝန်းကျင်ကမောင်မဲနေတယ်
ကားစပယ်ယာကလက်နေတမီသေးလေးကင်ပြီးရှေ့ကနေနောက်ကိုလက်မှတ်လိုက်စစ်နေတယ်။တမီးအောင်ကထိုင်ကုန်နေကြတယ်ဟိုဘက်ဒီဘက်ရမ်းနေတယ်။ခဏနေတော့ကျွန်တော်နောက်ကိုရှောက်လာတယ်။လက်မှတ်လေးပြပါအောင်ကိုကျွန်တော်ဘောင်းမီအိတ်ကက်တဲ့လက်မှတ်ကိုထုတ်ပေးလိုက်တယ်။သူကတမီးလေးနဲ့ထိုးကြည့်တယ်။ခုနံပါတ်20ခုကိုနေမင်းတော့ဟုတ်တယ်ကျွန်တော်ပြန်ဖြေလိုက်တယ်။သူကလက်မှတ်ကိုပြင်ပေးပြီးကျွန်တော်ဘေးကခေါ်လို့ကိုတမီးနဲ့တစ်ချက်ထိုးကြည့်ရဲ့။ဘသူမှမရှိရတေချာသွားတော့ခါနောက်ဆုံးတက်တော့ကိုဆက်သွားတယ်။ကျွန်တော်လည်းတရင်ဘက်ကိုမိပြီးမျိုးလုံးပြတ်မိကိုဖြစ်လိုက်တယ်။ဒါပေမဲ့နောက်ဆုံးတောင်ရောက်နေတဲ့စပယ်ယာကလူတွေကိုလက်ညှိုးထိုးပြီးခတ်တိုးတိုးရွရွနေအောင်လက်မြင်ရလို့ပြန်ကြည့်နေမိရဲ့။သူကတစ်ခေါက်ရွရွပြီးသူ့လက်ထက်ကကြီးတဲ့စီဆိုင်ရွက်ကိုတမီးနဲ့တေချာပြန်ကြည့်ရဲ့။ပြီးတော့ခေါင်းကုန်တယ်။သူနောက်တစ်ခေါက်ထည့်ရည်တက်တယ်။ဒီတစ်ခါပို့ပြီးနင်းနဲ့တေချာရည်တက်နေတာ။ဆရာလူတယောက်ပုံနေရဲ့။စပယ်ယာကကားရှိကန်ဒရိုင်ဘာကြောင့်လန့်အောင်ပြောလိုက်တယ်။ကားရင်နဲ့စုညံနေတဲ့ကြားကလေသူ့အတန်ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။လက်မပါတဲ့လူရှိလို့လား။ရှေ့ကနေဒရိုင်ဘာလက်မိတယ်မဟုတ်ဘူးလက်မတွေကုန်စီပြီးပြီ။အကုန်ကိုလက်မနဲ့ကိုပဲဒါပေမဲ့လူရည်တက်ကြီးရောတယောက်ပုံနေရဲ့။စပယ်ယာကမကြည်မနှက်ဖြစ်နေတဲ့လေတန်းနဲ့ပြန်ပြောတယ်။ကျွန်တော်နောက်ကိုနည်းနည်းလှည့်ကြည့်လိုက်တယ်။ကားနောက်ပိုင်းကမိအောင်လုံးဝမရောက်တော့လို့မှောင်နေရဲ့။နောက်ဆုံး9ခုတက်မှထိုင်နေတဲ့လူတွေရဲ့ပုံမှန်တဲ့တက်ကွက်ကွက်မမြင်ရဘူး။အမဲအောင်ရိတ်တွေလိုပဲခေါင်းလေးတွေမိပြီးငြင်းနေကြရဲ့။အဲကုန်းစီကလာတဲ့လေအရနောက်ကျောကိုလာရိုက်နေရဲ့။စပယ်ယာကလူပိုနေရလို့ကြေးပြောနေရတာဘယ်ခီးတရားမှစိတ်ဝင်စားအောင်မပြောကြဘူး။အကုန်လုံးကအိပ်ပြောနေတယ်လို့ဒါမှမဟုတ်ဘာမှမကြားတယ်လို့ညင်တက်နေကြရဲ့။စပယ်ယာကဘသူ့ကိုမှတော့ပြီးပြဿနာမရှာဘူး။လူတိုင်းကလက်မပြန်နိုင်တော့သူလည်းဘာဆက်လို့ရမလဲမသိဘူးဖြစ်နေရဲ့။လက်မရည်တဲ့နဲ့ခီးတဲ့ရည်တဲ့မကိုက်ညီဘူးဆိုတာသိကြနေရဲ့ကျွန်တော်လည်းသိပြီးစိတ်ဝင်စားတော့ပဲရှေ့ကိုပြန်လှည့်လိုက်တယ်ဒီကားဘွားလူတယောက်ပူပါလာတာကျွန်တော်လည်းဘာမှမဆိုင်ဘူးလို့ပဲတွေးလိုက်တယ်အဲ့ဒီချိန်ထိတော့ခုနံပါတ်20ခုကကျွန်တော်အတွက်ဘာဒိတ်ပဲရှိမလဲဆိုတာလုံးဝမသိသေးဘူး